လူတွေကလွှဲရင်အပြင်ကိုအကုန်လုံးနည်းနည်းထွက်ပဲကျွန်တော်ဘိုးဘွဲစားပါနော်နော်ဘာလို့နော်မကြီးတို့နော်ဘိုးလည်းစားလိုက်ပေးပါနော်โอเคအားလုံးလိုင်းနေတဲ့လူအားဒီဗီဒီယိုလေးလိုင်းနေတဲ့လူတွေပဲနေနော်ကျန်တဲ့လူတွေတော့ဘုံနေနဲ့ပြင်ထွက်ပြီကဲလူဆိုပြီးကျွန်တော်တို့တက်စီပြီးတော့ဝင်ရအောင်နော်ဘိုးဘွဲချမ်းသွားနှစ်သိန်းစလုံးပေါ့နော်ရမဖြစ်ကြနဲ့တယောက်နဲ့တယောက်ထိမိခိုက်မိတာရှိရင်တယောက်နဲ့တယောက်တောင်းပန်ပြီးတော့ကန်ကြခုဗမာပြည်သားချင်းချင်းပဲဒါပေမဲ့ဒဝဲရခိုင်ရမောရကလားရကျွန်တော်တို့ခွဲကြတော့မရှိပါဘူးအကုန်လုံးကကိုယ်လက်ကထိလို့ရှိရင်တောင်းပန်ပြီးတော့ကန်ကြနော်ဘာလို့ဆိုတော့ကျွန်တော်တို့ကနောက်ကမိခွဲတဲ့မိသားစုတွေရှိသေးတယ်ဒီမှာထိခိုက်တရားရအောင်မနေ့ကလုံးမစင်းနိုင်မိသားစုတွေရှိသေးတယ်နော်အားကြောင့်မလို့ညီညီတော်တော်လေးပဲကန်ကြတယောက်နဲ့တယောက်နိုင်လို့တဲ့စိတ်ကတော့ထားလို့ရတယ်ဒါပေမဲ့တယောက်နဲ့တယောက်ထိမိတာရှိလို့ရှိရင်တောင်းပန်လိုက်နော်ဘာမှမဖြစ်ဘူးဘာမှလည်းမဖြစ်စေအောင်နော်အဲပြီးတော့တိုင်ဒီကိုကျွန်တော်တို့စီးစာပါပြီးတော့ဆဲတာမျိုးအော်တာမျိုးဟောက်တာမျိုးလုံးဝမလုပ်မိပါစေနဲ့ဒါတော့ကျွန်တော်တို့ပွဲတိုင်းမှာဒီလိုပဲကျွန်တော်တို့ပြောနေကြပါဒါလည်းကျွန်တော်တို့နားလည်ပေးပါနော်ဒါပွဲစီစဉ်တဲ့လူတွေနော်ဒါကလည်းညီလူတွေညီလေးတွေဒီတိုင်းပဲနော်ထဲရလူတွေရံဖြစ်လို့မဲ့စကားမျိုးလို့ပြင်ရနေရံလူပဲဖြစ်ဖြစ်ပွဲကြီးပေးတဲ့ဖြစ်ဖြစ်ဘယ်သိဝဲအားပေးရံဖြစ်လို့မဲ့စကားမျိုးလုံးဝမပြောမိပါစေနဲ့ထဲရလူတွေဖြစ်ရင်ဒိုင်နဲ့သူတို့တွေပဲရှင်းလိုက်မယ်နော်ပြင်ရလူတွေလုံးဝဒါပြီးတော့သင်းဟာတောင်းရှိတဲ့လူနော်ဘယ်သူလဲတောင်းရှိနော်တောင်းရှိတဲ့လူကိုတင်းကိုထေးပြီးတော့ကန်နော်အားလုံးကျေးဇူးများတင်ပါတယ်ကဲကြောက်ရအောင်ခင်ဗျာကဲဟုတ်ပါပြီခုလိုမျိုးကျွန်တော်တို့စီစဉ်တဲ့ပွဲကိုလာရောက်ပြီးတော့အားဖြည့်ပေးပါတော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းသားလေးအကုန်လုံးကျေးဇူးများတင်ပါတယ်နော်ဒဝဲရောဗမာရောရခိုင်ရောမော်ရောရှမ်းရောအကုန်လုံးကျေးဇူးများတင်ပါတယ်နော်